မင်္ဂလာပါခင်ဗျာ SND မြန်မာ Traditional Martial Arts YouTube Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာမင်္ဂလာရှိသောဗုဒ္ဓဟူးနေ့ရဲ့ညနေခင်းအချိန်ခါလေးဖြစ်ပါစေကြောင်းအကိုဦးစွာဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာဒီနေ့မှာတော့အကိုပညာဒါနသင်ခန်းစာပို့ချလာတာသင်ခန်းစာ20ကျော်လွန်ခဲ့ပြီဖြစ်တယ်နော်ဒါကြောင့်မို့ညီညီမတွေကိုအကိုပြောခဲ့သလိုပဲအကိုရှေ့ရဒုတ်ချက်တွေကိုဒီ12ကွက်ထဲမှာကစားပြမယ်9ကွက်ထဲမှာကစားပြမယ်9ကွက်ထဲမှာကစားပြမယ်6ကွက်ထဲမှာကစားပြအကွက်ဆုံးကျွန်တော်တို့ဒုတ်ချက်အစုံနဲ့ကစားပြမှာဖြစ်တယ်ညီညီမတွေရထားတဲ့ဒုတ်ချက်ကလေးနဲ့ဘယ်လိုတွဲဆက်ပေါင်းဆက်ကစားလို့ရတယ်ဆိုတာအကိုပြပေးမှာနော်ဒီနေ့ကျွန်တော်ထည့်သွင်းကစားပြမယ်ဒုတ်ချက်လေးကတော့စီးရိုက်တုံးနဲ့ကျွန်တော်တို့လိန်ဒုတ်လေးနဲ့ဒါပါပဲဒီနှမျိုးတည်းကိုပဲကျွန်တော်ကစားပြမှာဖြစ်တယ်နောက်နေ့မှာတော့ဒီ12ကွက်ထဲမှာပဲတခြားဒုတ်ချက်တွေနဲ့မျိုးစုံတွဲဆက်ပြမယ်တစ်ခုနဲ့တစ်ခုမတူတဲ့ရတာတစ်ခုကိုကျွန်တော်ပေးခြင်းလို့ဒီနေ့မှာတော့ရိုးရှင်းနဲ့ထိရောက်တဲ့ဟာကိုပေးမယ်နောက်နေ့မှာတော့ကျွန်တော်တို့ဘယ်လိုပြောမလဲဒုတ်ချက်များလေးနဲ့ခက်လှလှလေးကစားလို့ရအောင်ကျွန်တော်ပေးသွားမှာဖြစ်တယ်โอเคအဲ့ဒါဆိုရင်အကိုတို့တွေသင်ခန်းစာအခုပဲစလိုက်တော့မယ်เนาะညီတွေညီမတွေအားလုံးညာစည်းကင်သိယူမယ်ခင်ဗျညာစည်းကင်သိယူပြီးတော့ရင်တက်စီးရိုက်မယ်เนาะညာခြေတက်စီးရပြီးတော့ရင်မမွေခွဲမယ်ခင်ဗျမမွေခွဲဟုတ်ပြီเนาะမွေခွဲပြီးတော့ကျွန်တော်တို့လက်ပြောင်းပြီးတော့ရင်တက်စီးရိုက်မယ်ညာခြေတက်စီးရိုက်ပြီးတော့ရင်ခြေထပ်မယ်เนาะညီညီမဒီရှေ့ခြေနေအောင်နောက်ခြေလာထပ်မယ်ခြေထပ်မွေခွဲဟုတ်ပြီเนาะညီညီမတွေဒီဘက်မှာလာတဲ့ရန်သူတွေကျွန်တော်တို့ရှိတဲ့ရန်သူတယောက်တွေကျွန်တော်တက်လိမ်မှာဖြစ်တယ်ခင်ဗျာညာခြေတက်လိမ်တုတ်ပြားဆွဲမွေဆော့ဟုတ်ပြီเนาะညီညီမတွေတုတ်ပြားဆွဲလောင်လေမွေခွေโอเคဒီတစ်မျက်နှာကိုရအောင်ကျင်းရမယ်เนาะညီညီမတွေအဲ့ဒါဆိုရင်၄မျက်နှာလုံးကစားလို့ရပြီအဲ့ဆိုရင်လက်ပြောင်းမယ်လက်ပြောင်းပြီးတော့ရင်ညာခြေတက်စီးရမွေခွေဟုတ်ပြီเนาะညီညီမတွေလက်ပြောင်းပြီးတော့ရင်ညာခြေတက်စီးရခြေထက်မွေခွေဒီဘက်မှာရှိတယောက်တော့တက်လိန်တုတ်ပြားဆွဲမွေဆောက်တုတ်ပြားဆွဲနောက်လေမွေခွေဟုတ်ပြီเนาะလက်ပြောင်းဖြည်းဖြည်းလေးပဲပြပေးမယ်เนาะညီညီမတွေရထားလာနေလို့ခဏလေးသိခံပေးပါခင်ဗျာညာချီတက်စီးရမွေခွေလက်ပြောင်းညာချီတက်စီးရခြေထက်မွေခွေဒီဘက်မှာရှိတဲ့တယောက်တော့တက်လိန်တုတ်ပြားဆွဲမွေဆော့တုတ်ပြားဆွဲလောင်းလေမွေခွေဟုတ်ပြီနော်ညီညီမလွယ်လေးပါလက်ပြောင်းညာချီတက်စီးရမွေခွေလက်ပြောင်းညာချီတက်စီးရခြေထက်မွေခွေဟိုဘက်မှာရှိတဲ့လူတယောက်ညာချီတက်လေတုတ်ပြားဆွဲမွေဆော့တုတ်ပြားဆွဲနောက်လေမွေခွေလက်ပြောင်းတုတ်ထောက်တဲ့โอเคဒါကတော့ဒုတ်ချက်နှစ်ချက်ထဲကိုပဲကျွန်တော်ဦးစားပေးပြီးတော့ကစားပြသွားဖြစ်တယ်เนาะကျွန်တော်တို့စီးရိုက်တုံးနဲ့လိန်တုံးကိုဦးစားပေးပြီးပြသွားတာဖြစ်တယ်နောက်နေ့မှာတော့တခြားဒုတ်ချက်တွေနဲ့ပေါင်းဆက်ပြီးတော့ဒီပုံစံဒီခြေသွားနည်းကိုပဲကျွန်တော်တို့တွေဘလို့ဒုတ်ချက်တွေအများကြီးထည့်ပြီးကစားလို့ရတယ်ဆိုတာညီလေးညီမတွေကိုအခုညီလေးချင်းလို့ဒီနေ့မှာတော့ရိုးရိုးရှင်းရှင်းလေးပြပေးသွားတာဖြစ်တယ်เนาะညီလေးညီမတွေကိုညီလေးညီမတွေလည်းလိုက်ပါလေ့ကျင့်နိုင်မယ်လို့မျှော်လင့်ပါတယ်ဒါလေးကိုလိုက်ပါလေ့ကျင့်မှာခြေဖန်များစွာကြည့်ပါခြေဖန်များစွာလေ့ကျင့်မှာမျက်ရည်ဝအောင်ကြည့်ထက်ခါကြည့်ပြီးဆိုမှလေ့ကျင့်မှာเนาะညီလေးညီမတွေမှန်ကောင်လေ့ကျင့်မှာတိကျအောင်လေ့ကျင့်မှာပြီးကြပြီဆိုမှမြန်ဆန်အားပေါအောင်လေ့ကျင့်မှာလို့အခုဒီနေရာတွေတိုက်တွန်းနေပါတယ်โอเคအဲ့ဒါဆိုရင်ကိုတို့သင်ခန်းစာကိုဒီနေရာမှာပဲရက်လိုက်တော့မယ်เนาะညီလေးညီမတွေ
ကိုညီညီမတွေအားလုံးစိတ်ကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းတစ်လုံးတစ်ပါးဒီပြည့်စုံကြပါစေခင်ဗျာကိုသွားတိုင်းစိတ်ပါလိုရာဆန္ဒတွေလည်းတစ်လုံးတစ်ပါးဒီပြည့်စုံကြစေကြောင်းအခုစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုသင်ကြားပို့ချထားတဲ့ဒီပညာခန်းတွေဟာမိမိတို့ကိုမိမိကိုကာကွယ်နိုင်နေရာ၌တော့၎င်းမိမိအမျိုးဘာသာသာသနာနိုင်ငံလူမျိုးအတွက်ကာကွယ်ဆောင်ရှောက်သောနေရာများ၌သာလည်းအသုံးပြုကြပါရန်အနုညွတ်မြတ်တရားခံပါတယ်မကောင်းသောဒုစရိုက်နယ်ပယ်များတယောက်ကိုတယောက်နိုင်ထက်စီရင်ပြုလုပ်သောနေရာများ၌လုံးဝအသုံးမပြုကြဘူးအကိုအနုညွတ်မြတ်တရားခံပါတယ်ခင်ဗျာအခုသင်ကြားပို့ချနေတဲ့ဒီသင်ခန်းစာဖိုင်တွေကိုတခြား social media တွေမှာပြန်လည်တင်ပြခြင်းမလုပ်ဖို့ကိုလည်းဒီညီမတွေအားလုံးကိုအနုညွတ်မြတ်တရားခံပါတယ်ခင်ဗျာဒီဇိုင်းမဲ့လိုက်ပါလေ့ကျင့်ပြီးတော့သင်ခန်းစာတွေအားလုံးလည်းတပွေးတစ်ပိုက်ကြီးရနိုင်ကြပါစေကြောင်းအခုစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးကိုချစ်ခင်လေးစားလျက်ပါ